ကျွန်တော်ကတော့ဒီအေကိုကပြီးတော့witness semester မှာ PPA တင်တဲ့တက်သွားရဲ့မောင်ဖြိုးပြေစုံရဲ့အဖေဖြစ်ပါတယ်ဂျမန်ကိုကလေးကိုလွတ်မယ်လို့ဆိုတဲ့အချိန်မှာကျွန်တော်တို့ကပထမဆုံးမှာဘယ်လိုစဖြစ်လာလဲဆိုတဲ့အခါကျတော့ဘယ်သူဘယ်ကိုသွားမလဲဘယ်သူနဲ့ဆက်သွယ်ရမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ Facebook ကပြီးတော့ search လုပ်တယ်ရင်းနှီးရဲ့မိတ်ဆွေမေးရဲ့ဂျမန်သွားတဲ့အတိမိတ်ဆွေမေးရဲ့အခါကျတော့ဒီအေကုတ်ကိုသွားပါအေကုတ်က teacher dollar ရေးကအများကြီးကူညီပါတယ်သူဒီ agency တွေလည်းအများကြီးမြူပါဘူးသူကဒီဗမာပြည်ရဲ့ကျောင်းသားတွေဘုဘမှာအဆင်ပြေအောင်လုပ်ပေးနေတဲ့ company တစ်ခုဖြစ်ပါတယ်သူကဒီကျွန်တော်တို့ agent တစ်ခုရဲ့လို့မဟုတ်ဘဲနဲ့သူ consultant ကိုလုပ်နေတယ်သူအကြံဉာဏ်တွေအများကြီးပေးနိုင်ပါတယ်ဆိုတဲ့အခါသူ့စီ appointment ယူပြီးတော့သူနဲ့ discuss သွားလုပ်တယ်ဆွေးနွေးဖြစ်ပြီးရဲ့အခါကျတော့ဒီကလေးကိုလည်းဆရာမကြီးကျောင်းမှာပဲဆက်ပြီးတော့ဂျာမန်စာဆက်ပြီးတော့ learning လုပ်ခိုင်းတယ်ကျွန်တော်တို့သူ့စီကိုတွားပြီးတော့စာရွက်စာတမ်းတွေအကုန်အပ်ပြီးကျွန်တော်3လ4လအတွင်းမှာပဲဒီကလေးကိုအောင်မြင်နေတဲ့ဒီအေကောကပြီးတော့ဂျာမန်ကိုရအောင်ဆွတ်လိုက်နိုင်ပါတယ်အဲ့ဒီတော့လေအေကောကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ